အလုံးသောယောဂီသူတို့ရှင်များနမောတတ္တဖြင့်မြတ်စွာဘုရားရှင်အားရှိခိုးပြီးတော့စတင်ကြရအောင်နမောတတ္တဘဂဝတောအာရဟတောသမ္မာသမ္ဗုဒ္ဓတ္တတတ္တဘဂဝတောအာရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘဂဝတောအာရဟတောသမ္မာသမ္ဗုဒ္ဓတ္တအလုံးသောယောဂီသူတို့ရှင်များတသောတသခန္ဓာကိုယ်ဣရိယာပုဂ္ဂိုလ်ယူပြီးတော့တရားတော်များကိုနာခံမှတ်သားနိုင်ကြပါပြီယောဂီတို့ယခုလိုတရားဓမ္မတွေဘာဖြစ်လို့အားထုတ်ဖို့လိုတာလေဆိုတဲ့မေခွန်းရဲ့အစစ်ပေါ့မနေ့ပိုင်းကတော့ကျမ်းဖြင့်လေးပြောခဲ့တယ်စိတ်ဓာတ်တွေဖြူစင်ဖို့အတွက်တရားအားထုတ်ဖို့လိုအပ်တယ်ဇောရင်ပူဆွေးငိုကြွေးခြင်းတွေကလွတ်မြောက်ဖို့အတွက်တရားအထုတ်ဖို့လိုအပ်တယ်။ကိုယ်စင်းရည်စိတ်စင်းရည်ကနေလွတ်မြောက်ဖို့အတွက်တရားအထုတ်ဖို့လိုအပ်တယ်။အရိယာမေဖို့ကိုရဖို့နိဗ္ဗာန်ကိုရောက်ဖို့အတွက်တရားအထုတ်ဖို့လိုအပ်တယ်တဲ့။အဲ့ဒါကိုနည်းနည်းလေးအကျေရှိပြီးတော့ပြောကြရအောင်။သတ္တရောအပါယတက္ကဂေဟတတိတာတဲ့အဲ့ဒီစာကြောင်းလေးတစ်ခုရှိအဓိပ္ပာယ်ကဘာလဲဆိုတော့အပေလေးဘုံဟာမိမ့်မိမ့်ရဲ့နေအိမ်ပဲအပေလေးဘုံဟာမိမ့်မိမ့်ရဲ့နေအိမ်တဲ့နည်းနည်းလေးတော့ထူးဆန်းနေတဲ့စကားလုံးကကိုကလူပြေမှာနေတာပဲဘာဖြစ်လို့အပေလေးဘုံကကိုယ့်ရဲ့နေအိမ်ဖြစ်ရမှာတော့တကယ်တော့လူပြေကိုရောက်နေတယ်ဆိုတာသူတော်ဘာအိမ်ကိုခဏလေးအလေအပတ်ရောက်နေတာနတ်ပြည်ကိုရောက်တယ်ဆိုတာလေသူတော်ဘာအိမ်ကိုခဏလေးအလေအပတ်ရောက်နေတာခဏလေးအလေရောက်နေတာတဲ့တကယ်ကိုယ့်ရဲ့နေအိမ်ကငရေသို့မဟုတ်တရိစ္ဆာန်သို့မဟုတ်ပိတ္တာသို့မဟုတ်အသူရကေဒါဆိုယောဂီတို့စဉ်းစားကြည့်ယခုတောင်ကြီးဟာယောဂီတို့ရဲ့မြို့ယောဂီတို့ရဲ့နေအိမ်ကိုရွာကိုမြို့ကိုအိမ်မှာကြိတ်တယ်လို့နေလို့ရတယ်ဒါပေမဲ့နိုင်ငံခြားတွေပါတယ်သွားမယ်ဆိုရင်ကိုအိမ်မှာလို့နေခြင်းတယ်လို့နေလို့မရဘူးသူတို့စီကံကိုလိုက်တန်ရတယ်သူတို့ဘာမြို့ကိုသွားမယ်ဆိုရင်လေနေခြင်းတယ်လို့နေလို့မရဘူးအဲ့ဒီလိုပဲတရားဝါတွေဟာလေးပဲယခုလူပြေနတ်ပြေဆိုတဲ့သူတော်ဘာအိမ်ကိုရောက်နေတဲ့အခက်တန့်မှာနေခြင်းသလိုနေရင်ရွာတော့အပုတ်ခံရမှာသူတော်ဘာအိမ်ကိုရောက်တော့ရောက်ခဲ့သူတော်ဘာအသက်တွေကိုတတ်နေမယ်ဆိုရင်သူတော်ဘာအိမ်ကလက်မခံတော့ဘူးယောဂီတို့အိမ်ကိုလူတယောက်အလေးလာမယ်ယောဂီတို့အိမ်မှာမွေးထားတဲ့ကြောင်တဲ့ကြက်တွေကိုလိုက်တတ်နေရင်အဲ့ဒီလူအဲ့ဒီအစ်သေးနောက်တစ်ခါလက်မခံတော့အဲ့ဒီလိုပဲ
ယခုယောဂီတို့လူပြေကိုရောက်နေတယ်နတ်ပြေကိုရောက်နေတယ်သူတော်ဘာအိမ်ကိုရောက်နေတာအဲ့ဒီအချိန်မှာသူတော်ဘာအသက်ကိုတတ်ရင်အဲ့ဒီသူတော်ဘာအိမ်ကနောက်တစ်ကြိမ်လက်မခံတော့ဒီတစ်ကြိမ်တော့ပြောလို့မရတော့နေသွားဖို့လေနောက်တစ်ကြိမ်တော့မလာနဲ့တော့တဲ့သူတော်ဘာအိမ်ကိုရောက်တော့ရောက်ခဲ့မှသူတော်ဘာသမယကိုမကောင်းကြမ်းရင်သူတော်ဘာအိမ်ကလက်မခံတော့ဘူးကိုယ်အိမ်လို့ပဲသဘောထားကြည့်ကိုယ်အိမ်ကိုယခုလက်ရှိယောဂီတော်နေတဲ့အိမ်ကိုတစိမ့်တယောက်ကအလေးလာမယ်ယောဂီတော်နဲ့တစ်ကြိမ်တစ်ခါသိတဲ့လူတစ်ယောက်ယောဂီတော်အိမ်မှာမွေးထားတဲ့ကြောင်တွေကြက်တွေကိုတတ်မယ်ခွေးတွေကိုရိတ်တတ်မယ်အပစ္စည်းတွေလည်းခိုးမယ်ကိုယ့်ရဲ့သားသမီးကိုလည်းမကောင်းတဲ့စိတ်နဲ့ကြံစည်မယ်လိမ့်လေမယ်အယေပလင်ခထိုးလာမယ်ဆိုရင်အဲ့ဒီအစ်သေးမျိုးယောဂီတော်လက်ခံအောင်မလားဆိုတာစဉ်းစားကြည့်ယခုလည်းပဲလူပြည်ကလက်မခံတော့ဘူးနတ်ပြည်ကလက်မခံတော့ဘူးတဲ့လက်မခံတော့ဘာဖြစ်လဲကိုယ်အိမ်ပြန်မယ်ကိုယ်အိမ်မှာမိဖနှစ်ပါးရှိတယ်အမြဲတမ်းဝဲခံမယ်ဒါရေသမီးရဲ့မင်းနဲ့မတွေ့တာကြာရော့ပေါ့ကွာလာခဲ့ပါဦးပြီးတော့မိဖအိမ်ဆိုတာဘယ်တော့မှနေစရာမရှိတော့ဘူးအခန့်ပြည့်သွားပြီလို့မပြောအမြဲတမ်းဝဲခံမယ်ယခုလည်းပဲသရဝါတွေဘလောက်ပဲအကုသိုလ်တွေလုပ်လို့အပေလေးပုံကလူပြည့်သွားပြီလို့တခါမှမပြောအမြဲတမ်းဝဲခံမယ်ဒါကြောင့်ယခုယောဂီတို့စတ္တရောအပါရတကကေဟတတိတာအပေလေးဘဝမိမိရဲ့နေအိမ်ဆိုရင်လူပြေဟာခိတ္တခဏရောက်နေတာနတ်ပြည်ဆိုတာလေခိတ္တခဏရောက်နေတာဒါပေမဲ့ဘုံဘုံတို့ရဲ့ယောဂီတို့ရဲ့ကြည်ရွယ်ချက်ကရွာမှာတသက်လုံးအရှိန်ကုန်သွားဖို့မဟုတ်ဘူးမြို့ကိုတက်ပြီးတော့တထေးကြီးလှုပ်ဖို့ကြီးပွားဖို့နိုင်ငံတော်ကိုအုပ်ချုပ်ဖို့ရည်ရွယ်ချက်ကဒါသွားတာမြို့မှာဆိုရှင်တယ်လို့ဆိုပြီးရွာအဖို့ခံရရင်ဘယ်ကောင်းမလို့ရည်ရွယ်ချက်ပြည့်ပြီအဲ့ဒါကိုဘုရားရှင်ကကြားကနေပြီးတော့ဟေးဒီလိုလောက်ရင်တော့ရွာအဖို့ခံရလိမ့်မယ်ဒီလိုမနေကြနဲ့ဒီလိုနေကြလို့ဘေးကနေဆုံးမပေးတာလိုက်နန္ဒာမလိုက်နန္ဒာကတော့ကိုယ့်ရဲ့အပိုင်းပေါ့ဒါဖြင့်ယောဂီတို့အပေလေးပုံရောက်သွားရင်တို့ဘာဖြစ်သလဲလို့မေးစရာရှိတရိစ္ဆာန်ဖြစ်သွားရင်ဘာဖြစ်သလဲကွာငရေကြသွားရင်ဘာဖြစ်သလဲယခုဘဝငါခံရတာမှမဟုတ်ပေတကယ်တော့ဒီပုဂ္ဂိုလ်ဒီတရဝါပဲဟိုဘက်မှာပြန်ဖြစ်တော့ဒီလူပဲခံရတာပါပဲငရေဆိုတာကတော့ရှမ်းသာဒုက္ခအတိလုံးဝကိုမရှိတဲ့နေရာတဲ့ငရေဆိုတာရှမ်းသာဒုက္ခလုံးဝမရှိဘူးတချို့ကတန်ရေဘူးအိုးထင်းမှာနစ်လိုက်ပေါ်လိုက်နစ်လိုက်ပေါ်လိုက်အော်နေကြတချို့ကငရေခွေးကြီးတွေလိုက်ဆွေးလို့တစ်ပင်ပေါ်တက်ပြီးကိုတက်တုံးကတော့ကြည့်လိုက်တုံးကတော့ဘာမှအစုအရွှန်တွေမရှိဘူးအေးအေးဆေးဆေးပဲကိုလေးတစ်ပင်ကန်လိုက်တာနဲ့ဟာတခါတည်းတစ်ပင်ကြီးတွေကအစုကြီးတွေထွက်ကိုလက်နဲ့ကင်ထားတဲ့နေရာကိုခန္ဓာနဲ့တစ်နေရာကအစုကြီးတွေထွက်ပြီးထိုးတာအဲ့ဒါနဲ့အပေါ်ကိုလှမ်းတက်တယ်ဆိုတော့အပေါ်ကအစုကြီးတွေထွက်ပြီးတော့ကိုတက်တော့မှထိုးတာအရင်ကတည်းကအစုကြီးတွေရှိရင်မတက်ပါဘူးပကြီးထဲမှာဆွဲထားတာနဲ့လွေးနေပကြီးထဲမှာတော့တခါတည်းတပန်လုံးအစုကြီးတွေနဲ့အဲ့ဒါကြီးကိုလူကြီးတွေကရှိတ်တယ်ဘသူကအစုကြီးတွေအရွှန်ကြီးတွေထွက်နေတာတက်မတော့ဒီလောက်တော့မယူဘူးလေပကြီးဆွဲထားတာနဲ့လွေးနေတကယ်လက်တွေ့မှာကအဲ့လိုမဟုတ်ဘူးတဲ့ကိုဘာမှမရှိဘူးအရန်တက်ပြေးဖို့ကောင်းတဲ့တစ်ပင်နောက်ကလည်းခွေးကြီးကကိုတရားလောက်ရှိအကောင်ကြီးကလိုက်လာပြီအဲ့ဒါနဲ့ကိုကတစ်ပင်ကန်လိုက်တာနဲ့ကန်လိုက်တဲ့လက်နေရာကဇူးကြီးတွေဖောက်ထွက်သွား
သက်ပင်နောက်ကိုဗိုက်ကြီးကာရနဲ့အဲ့ဒီနောက်ကနဲ့စူးကြီးတွေထွက်လာဗိုက်ကြီးဆွဲအဲ့ဒါကိုကတော့မသေးဘူးတာမန်လူဘဝဆိုရင်တော့ဒီလောက်ဆိုသေးပြီဒါပေမဲ့ဟိုမှန်ကအကုသိုလ်ကံကြီးနေတော့မသေးဘူးတဲ့ဗျာသေပြီးရင်လည်းပြန်ဖြစ်တာပဲသူကပြန်ဆက်သွားတယ်ပေါ့ခေါင်းပြသွားရင်လည်းပြန်ဆက်သွားတယ်လက်ပြသွားရင်လည်းပြန်ဆက်သွားတယ်အကုသိုလ်ကံမပြီးမရှင်းငရေကမလုံးမရှင်းမှအဲ့ဒီခန္ဓာကိုယ်ကဘယ်တော့မှမသေးဘူးတဲ့အဲ့ဒီလိုအမျိုးမျိုးသောဒုက္ခငရေလေးတစ်ခုနဲ့တစ်ခုမတူဘူးဘာဖြစ်လို့မတူတာလေးလို့မေးရင်ကိုလုံထားတဲ့အကုသိုလ်ကံလေးမတူဘူးလေတယောက်နဲ့တယောက်ကိုလုံထားသလိုဟောကငရေကတိတံပေါ်လာတာငရေဆိုတာတကယ်တော့တိတံကြီးရှိနေတာမဟုတ်ကိုယ့်ရဲ့အကုသိုလ်ကံကြောင့်သူကဖြစ်လာဘယ်သူမှအကုသိုလ်လုံးမဲ့သူမရှိရင်ငရေဆိုတာလေအလိုလိုပျောက်သွားမယ်ဒေဝကြီးတွေအလိုလိုရေခမ်းသွားမှာပေါ့ငရေခွေးကြီးတွေအလိုလိုပျောက်သွားမယ်ငရေသားတွေလည်းအလိုလိုပျောက်သွားမယ်ကိုယ့်ရဲ့အကုသိုလ်ကံကြောင့်ဟောငရေခွေးကြီးတွေဖြစ်နေတာငရေသားတွေဖြစ်နေတာကိုယ့်ရဲ့အကုသိုလ်ကံကြောင့်ပေါ်လာတဲ့တရားဝါတွေဒါကြောင့်ငရေရောက်သွားရင်တော့လုံးဝအတိစင်ရေးပဲမသက်သာဘူးမသက်သာနောက်ပြီးတော့တရိစ္ဆာန်ဖြစ်ကြည့်လိုက်အောင်တရိစ္ဆာန်ဖြစ်ကြည့်ရင်လေကောင်းသလိုလိုနဲ့မကောင်းပြန်တရိစ္ဆာန်ကစာလေးမတန်ရဘူးစီးပွားလေးမရှာရဘူးအေးဆေးပဲနိုင်ငံရေးလေးမရှိဘူးသူတို့မှာလူမှုရေးလေးသိပ်မလို့ကိုရှန်တဲ့မှာခွေး၄កောင်ရှိရင်ဒီ၄កောင်နဲ့သင့်ပြင့်နေရင်တော်ပြီလေသင့်မြတ်နေရင်ရဒါပေမဲ့သူတို့မှာကိုယ့်ထက်ကြီးတဲ့အကောင်ကိုကြောက်ရပြန်တယ်ကိုယ်ထက်ကြီးတဲ့အကောင်ကကိုယ့်ကိုနှိပ်စက်လို့ဘသူစီမှာသွားတိုင်မလဲဝက်တွေမွေးထားတယ်ကြက်တွေမွေးထားတယ်အစာကျွေးပြီးတော့တတ်စားတယ်။ကိုင်းဒီလူကငါ့ရဲ့အဖေအမေကိုတတ်ပါတယ်ဆိုပြီးတော့ဘေးစခန်းသွားတိုင်မှာတော့ဝက်တန်းသမီးကဝက်အဖေအမေကိုသူ့ရဲ့အဖေအမေကိုတတ်လို့ကိုင်းဘေးနာသွားတိုင်မလဲတိုင်စရာမရှိသူတို့ရဲ့ခံစားချက်ကိုလေဘသူမှငဲ့မပေး။အိုးကြက်လေးခမသနာစရာကောင်းလိုက်တာကြည်စံသူ့ရဲ့အဖေအမေကိုအသက်စားခံရတယ်။ဝက်လေးခမသနာစရာကောင်းလိုက်တာသူ့ရဲ့အမေကြီးအသက်ခံရလို့တဲ့ဘသူသနာဘူးတလေ။သူ့အမေကပိတ်တာ150ကျတယ်ကွာသူ့ရဲ့သားကတော့ပိတ်တာ200လောက်ရှိလောက်တယ်။ဒါပဲတွေးတာသူ့အမေတုန်းက150တဲ့ပိတ်တာယခုတာသူ့သားလေးခုတော်တော်ကြီးနေပြီမင်းပိတ်တာ200လောက်တော့ထွက်လောက်လေဟာမစိုးဘူးကွာခုခက်ဈေးနဲ့ဆိုသူဘယ်လောက်ရမယ်ဒါပဲတွေးတာဘုန်းကြီးကလည်းမတားပါရွာလူကြီးကလည်းမတားဘူးကျောင်းကဂောပကဥက္ကဋ္ဌကလည်းမတားဘူးမင်းတို့အစဉ်ပြေတယ်လို့လောက်ကြသူလည်းဝက်သားနဲ့စားရရင်တော်ပြီသူဟာသူဘာဖြစ်ဘုန်းကြီးကလည်းဝက်သားဆွေးရတော်ပြီဘာဖြစ်အရာထင်မှဖြစ်ချင်တာဖြစ်တကယ်တော့မတနာရမှန်ကိုမေ့နေကြတာအဲ့ဒါဒီပဲလေသူတို့ရဲ့ဝတ်ကြွေးတစ်ခုပဲသူတို့ရဲ့အကုသိုလ်ကလူတယောက်သာတစ်ခုခုဖြစ်ရင်ဝိုင်းပြီးတော့တနာကြတာဝိုင်းပြီးတနာကြတာမြောက်တယ်ပါတယ်ဆိုရင်တော့ကိုစားတဲ့အမျိုးစားထင်းမှာမပါတော့ဝိုင်းပြီးတနာကြတယ်။အိုးကြည်စံမြောက်မကြီးကတည်သွားတော့မြောက်ကလေးကတယောက်လေးကြံရစ်ရှာတယ်။ဝက်သားကြတော့ဝက်တယ်ကြတခါမှအဲ့ဒီလိုမတနာဘူးကြက်နေကြတော့လည်းမတနာဘူး။ကိုစားနေရတာမို့လို့အဲ့ဒါကြမသိချင်အောင်ဆောင်ထား။စားရရင်တစ်မျိုးမစားရရင်တစ်မျိုးအဲ့ဒါပြောတယ်တကယ်တော့အဲ့ဒါဒီပဲလေသူတို့ရဲ့အကုသိုလ်ကံဝတ်ကြွေးပဲကျွတ်တယ်ဆိုရင်လေဘုံဘုံကြည့်နေတယ်ဘုံဘုံရဲ့အခန်းထိဆွေးအံလေးထိမှာကျွတ်တမိသားစုပေါ့လွန်ခဲ့တဲ့တစ်ပတ်နှစ်ပတ်လောက်အဲ့ဒါနဲ့ဘုံဘုံကအံဆွေးလေးဆွေးကြည့်တော့ကျွတ်လေး5-6កောင်တော့ကျွတ်မှကြည့်ပေါ့
အဲ့ဒါနဲ့အသာလေးပြန်ပိတ်ထားလိုက်တယ်ပိတ်ထားလိုက်တော့ကြွက်မကြီးကလည်းဟာငါအသိတော့ဒီဘုန်းကြီးတိသွားပြီဒီဘုန်းကြီးတော်ကြစားပြည့်ရင်တော့မသက်သာဘူးဆိုပြီးအဲ့ဒါသူကလေးတွေယူပြီးတော့ဟိုမျက်နှာကျက်ကဒီဝါဒနိမ့်နဲ့မိုးထားတာဝါပေါ့ဇလီဝါထယံနဲ့လှုပ်ထားတယ်အဲ့ဒါကမှအောက်ကဘလတ်စတိုက်လေးတစ်ထပ်အမှုန့်ကြလို့ဆိုပြီးကတ်တာဒီကြွက်မကအဲ့ဒီဘလတ်စတိုက်ပေါ်မှာတက်ပြီးတော့နေတက်ပြီးနေရင်လည်းအဲ့လားဆိုလဲနေရောက်ပေါ့ပြီးပြီသူဟာသူနေပါစေဆိုပြီးထားတရက်မွေကြီးတကောင်အဲ့ဒီအခေါင်းထဲကိုဂျောင်းဆိုဆင်းဘုံဘကလည်းအောက်မှာစာရေးနေကြွက်တွေအော်တော့မှလှမ်းကြည့်တော့မွေကြီးတကောင်တလန်လောက်ရှိမွေကအဲ့ဒီကြွက်ပေါက်စားလေးတွေမျက်လုံးတော်မပွင့်သေးဘူးတကောင်ပြီးတကောင်မျိုးလေးရောကြွက်မကလည်းဟိုပြေးအနားလေးမကတ်ရင်အဝဲကနေလှမ်းဆွေးလိုက်မွေကြီးကလှမ်းဆွေးလိုက်မွေကြီးကပြန်ပေါက်လောက်လိုက်ဟိုကောင်ကပြန်ပြေးလိုက်နောက်ဆုံးကြွက်ကလေးနှစ်ကောင်တော့တကောင်လားပဲကြံခဲ့တာကဲဘသူစီသွားတိုင်မလဲကြည့်လိုက်ဘုန်းကြီးကဒီမွေကြီးကိုဟဲ့မင်းမစားနဲ့ကွာဆိုရင်လေသူကအယိုအစားရှိတယ်ဝီနီးအရာလေပြဿနာကဒီတိုင်းပဲအောက်ကထိုင်ပြီးမေတ္တာပို့ကြည့်နေရတာသူ့ရဲ့မွေရဲ့အစာကိုကအနှောင့်အယှက်ပေးလိုက်တဲ့အတွက်ကြောင့်ဒီမွေအတွက်ကိုအယိုအစားရှိတယ်တဲ့ဒါဖြင့်သွားကင်ပြန်တော့လေပဲဟိုကြွက်ကလည်းပြီးမှမဟုတ်တော့အောက်ကတော့နည်းနည်းအတန်ပေးကြည့်တယ်ဒီပလတ်စတစ်အကြည်စက်ကိုသူတို့ရဲ့မြေလုံးနဲ့အောက်ကိုထိထွန်းဖောက်ပြီးတော့မမြင်ဘူးသူတို့ကပလတ်စတစ်အကြည်မှလေဒီယောဂီတော့မိုးတဲ့ပလတ်စတစ်အကြည်မှဒီကြွက်တည်းရဲ့မြေလုံးဟာဘုံအောက်မှာထိုင်နေတယ်ဆိုတာသူတို့မသိမွေလေးမမြင်တော့ဘူးမြင်တော့မလားတော့ဘုံအောက်ကအရိပ်ရောင်တော့ပြတယ်မမြင်ဘူးဖို့ကောမမြင်တော့လည်းမတတ်နိုင်ဘူးအကုန်လုံးကြွက်တယ်စားပြီးလူဆိုအပေါ်တက်ပြီးမျက်နှာကျက်ပေါ်တက်အိတ်နေတာယခုထိရှိသေးတယ်ဒါပြင်အဲ့ဒီကြွက်ကလေးနှစ်ကောင်နဲ့အဲ့ဒီကြွက်မကြီးကနောက်တရက်အဲ့ဒီအဆွေးအံထိပြန်ရောက်အဲ့ဒါနဲ့နောက်တရက်လာကိုရင်လေးတွေဆွေးဖွင့်လိုက်တော့ကြွက်ကလေးနှစ်ကောင်တွေ့တယ်ဗျာဟဲ့မလုံးနဲ့ပြန်ထိထားဆိုတော့နောက်တရက်ပြန်ကြည့်တော့မရှိပြန်အပေါ်ပြန်တက်သွားဒီလောက်ဆိုတော့ရှိမှမဟုတ်တော့ဟိုမွေလက်ရှင်နဲ့ကုန်ပြီဒါဆိုရင်ယုတ်ပြီးတော့စဉ်းစားကြည့်ဒီကြွက်မကြီးဘသူစီသွားတိုင်မတော့ဘုန်းကြီးကလည်းသူအာဘသက်မှာဆိုလို့ဒီတိုင်းကြီးထိုင်ကြည့်ဘုန်းကြီးအာကိုပြန်တော့ပေါ်ဆိုးလူနှသွားမွေးရင်တော့မှအစဉ်ပြေဦးဘုန်းကြီးအာကိုပြီးဒီဘုန်းကြီးအခန်းထဲလာကလေးမွေးတော့မှပေါ်ဆိုးနေဆိုတော့အဲ့ဒါဒီပဲလေရင်သူတို့ရဲ့အကုသိုလ်ကိုဖြစ်လေကိုတရဝါဖြစ်လေကိုခံရမှာကိုထက်ကြီးတဲ့အကောင်တွေကိုအမြဲတမ်းသူတို့ကကြောက်နေရဘသူစီမှသွားတိုင်လို့မရဘူးကိုဖြစ်ကိုခံပဲဒါကြောင့်ငှက်တေကြီးရဲ့ခေါင်းဟာဘယ်တော့မှငြိမ်ငြိမ်မနေကိုကြည့်ဒီကြည့်ဟိုကြည့်ဒီကြည့်သူထက်ကြီးတဲ့အကောင်တွေလာပြီလားသူကနှိုက်ဆဲမဲ့အကောင်တွေလာပြီလားစိတ်ကလေးငြိမ်ငြိမ်လေးကိုမနေရဘူးတဲ့သူတို့ကြည့်ရတဲ့ဒါနဲ့အဲ့ဒီလိုအကျင့်ပါသွားတာသူတို့ဒါကြောင့်တရိစ္ဆာန်ဖြစ်ရင်လေမသက်သာဘူးဝက်ဖြစ်ရင်တော့အလကားစားရပါရဲ့ကြီးလာရင်အသက်ခံရတာကပြတ်တယ်မွေးမြူရဲ့ကြက်ဖြစ်ရင်လည်းအလကားစားရပါရဲ့ကြီးလာရင်အသက်ခံရရင်လည်းပြတ်တယ်ဒါပြင်ယောဂီတော့ကြက်ဖြစ်ရင်လည်းမသက်သာဘူးတရိစ္ဆာန်ဖြစ်ရင်လည်းမသက်သာဘူးနောက်အတုရကေဆိုတာနေခံညဆန်တဲ့အတုရကေဆိုတာဒီဇာတိမှန်တော့ရှောင်းကံဘာတွေမှာနေတယ်လို့ဒီလိုပြောကြသူတို့ဟာတဲ့အကုသိုလ်တွေကြီးလို့ရေကံဇာနာမှာနေပေမဲ့သူတို့ရေတိဆင်းလိုက်ရင်ရေကပျောက်သွားတယ်တဲ့သူတို့ရေတောက်မယ်လို့လောက်ရင်ရေတွေမရှိတော့ဘူးတဲ့သူတို့ရဲ့အကုသိုလ်ကံကြောင့်အဲ့လိုနေရတဲ့သရဝါရှိတယ်တချို့ဆိုရင်နေခံညဆံတွေရှိတယ်ဟောတချို့ကလည်းညခံနေဆံပေါ့ဟောမှာနေခင်းဆိုရင်ရွာတွေလိုပဲဒီတိုင်းနေရညဆိုရင်အဲ့ဒီတရွာလုံးရွာဇက်ကိုထွက်ပြီးတော့ဟာဒုက္ခခံရတာ
အလိုလိုညက်ဆိုရင်ညပိုင်း6နာရီလောက်ဆိုရွာတိကနေအပြင်ကိုထွက်လို့တဲ့စိတ်ကအလိုလိုဖြစ်လာတန်းလို့မရအရင်ပြိုစရာလို့ထင်တယ်အဲ့ဒါနဲ့ပဲဟောဘက်ကိုသွားလိုက်တာနဲ့သွားကြီးတွေအရှိကြီးတွေထွက်လာလက်သေးတွေကပုံမှန်လက်သေးမဟုတ်တော့ဘူးလက်သေးအရှိကြီးတွေထွက်ပြီးတော့အဲ့ဒါကိုယ့်အသားကိုဖိပြီးတော့စားတာတဲ့ဗျာကိုယ့်အသားကိုဖိပြီးတော့စားတာတဲ့အဲ့ဒါဖြစ်ရမှန်နေတောင်ရှိတယ်တချို့တိုးတဲ့တောင်တွေကိုသွားလို့ရွာတရွာတွေ့အဲ့ဒီရွာတွေမှာခဏတေးခုံဖို့အဲ့ဒါနဲ့ဟိုကလူတွေကဟေးအမောင်ဒီမှာပဲနေတော့ဘာမှမသွားနဲ့ငါတော့ဟိုဘက်လေးသွားလိုက်အောင်မယ်ဆိုပြီးတရွာလုံးထွက်ကြနောက်မသင်္ကာလို့လိုက်ကြည့်တော့မှသူကအဲ့ဒါမျိုးသွားတွေ့တာလေရွာဇာနာရောက်တိုးထင်းလေးရောက်တာနဲ့လူကပုံတရံနေပြောင်းအဆွေတွေနဲ့ရှည်သိလက်သိတွေကအရှည်ကြီးတွေထွက်မျက်လုံးကြီးတွေအကြီးကြီးတွေဖြစ်ပြီးတော့ကိုယ်အသားကိုဖေးစားသူများအသားကိုဖေးစားနဲ့အဲ့ဒီတော့တညာလုံးဒုက္ခခံရမိုးလရင်ဒီတန်းအကောင်းပကတိအားဒီကောင်းပြီးတော့မှအိမ်ကိုရောက်လာကြဆိုတော့တနေ့နှစ်ပေါင်းမြောက်များစွာခံရတာဘလောက်တောင်ကြောက်ဖို့ကောင်းလိုက်မလဲစဉ်းစားဒါကြောင့်အတုရကေဖြစ်ရင်လည်းမသက်တာနောက်ပိုက်တာဆိုတဲ့ဘုံဘဝပိုက်တာဆိုတာတော့မကျွတ်မလို့တဲ့ပိုက်တာတွေရှိတယ်ဟောတကယ်ကိုအမျိုးမျိုးသူတို့ဘာကိုလုံးလို့တကယ်ခံရတဲ့ပိုက်တာကြီးတွေရှိတယ်တချို့ပိုက်တာတွေဆိုရင်ပါဇက်ပေါက်ကသေးသေးလေးခန္ဓာကိုယ်ကြီးကအကြီးကြီးတယ်တချို့လေးဆွေလန်းလို့ပိုက်သေးသွားတဲ့ပိုက်တာတွေရှိတယ်သေးသွားရင်ပိုက်တာတွေဖြတ်သွားတယ်ပိုက်တာမှလေးမျိုးစုံပဲအဲ့ဒီမှလည်းပဲအရင်အကုသိုလ်များရင်အပင်တပင်မှာအဲ့ဒီပိုက်တာပေါင်း30ပေါင်းမြောက်များစွာနေကြရတဲ့အထိမှကြားညံ့နေရအခန်းလေးတကန်းမှာလူပေါင်းမြောက်များစွာစုပေါင်းအိုက်ကြရတယ်လို့ပေါ့အကုသိုလ်ကံတိတ်မရှိဘူးအကြောင်းကြောင့်သာပိုက်တာဖြစ်လာတယ်ဆိုရင်တော့သစ်ပင်တပင်မှာကိုယ်တယောက်သုံးမဟုတ်2ယောက်အဲ့ဒီတော့တချို့ဆိုရင်အရင်အကုသိုလ်တွေကြီးလွန်လို့ပိုက်တာဖြစ်ရင်တော့မှရုပ်ဆိုးဆိုးနဲ့ပိုက်တာဖြစ်တာအကုသိုလ်တွေတိတ်မကြီးဘူးဒီလိုပဲအစွဲကလေးတစ်ခုကြောင့်အကြောင်းကြောင့်ပိုက်တာဖြစ်သွားရင်တော့လူအယုတ်လိုပဲပိုက်တာမှလည်းတချို့ကအယုတ်လှတယ်တချို့ကအယုတ်ဆိုးတယ်တချို့ကအမွေတွေထွက်လို့တချို့ကလူအတိုင်းပဲအဲ့ဒါဘာနဲ့ကွာတယ်လဲဆိုရင်သူ့ရဲ့ကြီးမားတဲ့အကုသိုလ်ကံနေပါတဲ့အကုသိုလ်ကံဒါတွေနဲ့ဆိုင်သွားတယ်အကုသိုလ်ကံအလွန်ကြီးတဲ့ပုဂ္ဂိုလ်တွေဆိုရင်သူတို့ကံလိုက်တာနဲ့အစာလေးပြောက်ရေလေးပြောက်ရေတော့ရှင်တော့ရေရှာလို့မရဘူးအစာပါဆိုပြီးတော့သွားကံလိုက်တာအစာပြောက်သွားသူတို့ကဘာစားရတော့ယောဂီတော်ထွေးထားတဲ့တတွေးတွေဒါတွေပဲကောက်ပြီးစားရအစာမရှိဘူးရှိရင်လေသူတို့ကံလိုက်တာနဲ့သူတို့ရဲ့အကုသိုလ်ကံကြောင့်အလိုလိုပြောက်သွားတယ်မတော်တဆပိတ်တာဖြစ်သွားတဲ့လူဆိုရင်တော့အကုန်စားလို့ရကျက်သေးငါအသေးတွေသူများလွန့်ပြေးထားတာတဲ့အိမ်နောက်ဖက်တွေခြာပြီးစားတော့ရတာပဲအကုန်စားသွားလို့ရတယ်ဆိုမဲ့သူများလွန့်ပြေးထားတာပဲစားတော့လို့ရဒါဖြင့်ယောဂီတော့ဘာလို့ယွန်ဖို့ကောင်းလိုက်တယ်လေကြည့်လိုက်သူများလွန့်ပြေးထားတာမှစားရတဲ့ဘဝမျိုးအကုသိုလ်ကံများကြီးမယ်ဆိုရင်သူများလွန့်ပြေးထားတာတော့မစားနိုင်တဲ့ဘဝအစာရရင်တောင်မှမစားတော့လို့မရတဲ့ပါဇက်သေးသေးလေးဘဝအဲ့ဒီလိုဘဝပေါင်းမြောက်များစွာအမျိုးမျိုးပဲတချို့လည်းအကုသိုလ်ကြီးရင်ကြီးတယ်လို့ဘဝခံရတချို့လည်းအကုသိုလ်နေတော့တိတ်မကြဘူးဒါကျွတ်လွတ်သွားတယ်ပေါ့အဲ့ဒီမှလေတာတုခေါ်တိုင်းလည်းကျွတ်တာမဟုတ်ဘူးသူတို့ခေါ်တိုင်းကလိုလိုချင်းချင်းရှိအောင်မှသူတို့မှလည်းကုသိုလ်ကံတွေရှိအောင်မှစသည်ဖြင့်အကြောင်းအထောက်ပံ့တွေဟာအများကြီးလိုအပ်တယ်အဲ့ဒီလိုဖြစ်တော့မှသူတို့က
ကျွတ်တာလွတ်တာမဟုတ်ရင်ဒီလိုပဲသူကိုရှိတဲ့နေရာမှာနေရသူတို့မှလည်းအစင်စင်ပေါ့ကွင်းပိုင်းကြီးနေပိုင်းကြီးအဲ့လိုရှိတယ်သူတို့ကရှာပေးတဲ့နေရာမှာပဲနေရတယ်ကြံတဲ့နေရာနေရင်အတိခံရအိမ်တွေပါတယ်မြို့တွေရွာတွေကိုလည်းဝင်လို့မရဘူးဝင်ရင်မြို့ဆောင်တာအိမ်ဆောင်တာတွေကဒုတ်ကြီးနဲ့ရိုက်တာတဲ့ဒုတ်အကြီးကြီးနဲ့ရိုက်တာပြေးကြတာတန်းနေတာမြို့စားနာရွာစားနာတွေနည်းနည်းဟွာသူတို့လွတ်တဲ့အရှင်လေးတွေခိုးဝင်ကြရတာတဲ့မသေးသေးလေးလောက်ပြီးပုံကြရသေးတာတဲ့သူတို့ဘဝလည်းမလွယ်ဘူးလူတယောက်ကိုအိမ်မက်ပေးဖို့ဆိုရင်အဝေးကလှမ်းပေးလို့မရဘူးအဲ့ဒီအိမ်ကိုအဲ့ဒီနားကိုရောက်ပြီးတော့အရောက်သွားပြီးတော့မှအိမ်မက်ပေးရတစင်ဖြစ်နေတယ်ငါတော့အိမ်မက်ပေးလိုက်ပြီးတာပဲဟုတ်တယ်ဟိုကလေးပေးခြင်းနဲ့ယောဂီတို့ကလည်းလိုခြင်းနဲ့ဒါပေမဲ့ပေးလို့မရဘူးအိမ်ဆောင်နှံ့ရဲ့ကျိန်လုံးကိုလည်းကြည့်ရသေးတယ်ရွာဆောင်နှံ့ရဲ့ကျိန်လုံးကိုလည်းကြည့်ရသေးတယ်ရာကွယ်ဆောင်နှံ့နေဆောင်နှံ့ဟာအများကြီးပဲသူတို့ရဲ့ရှင်တွေကိုကြည့်ပြီးတော့ပုံဝင်ရတာခိုးဝင်ရတာဗျာတချို့ကတော့လေသွားပြီးတစေတွေကတစေလူလေးတွေရှိတစေလူလေးတွေရှိသူတို့ကတော့လေလေဝဲဝဲဆိုတော့ဝင်နိုင်ထွက်နိုင်ပေါ့တချို့ကသေခါစပိုက်တာဖြစ်ခါစဆိုတော့လေလေဝဲဝဲမရှိဘူးသွားသမျှအိမ်ဆောင်နှံ့နဲ့တွေ့အသီးခံရတာဒါဖြင့်ယောဂီတို့ကအိမ်မက်ပေးဖို့အတွက်အဝေးကလှမ်းပေးလို့မရဘူးအဝေးကလှမ်းပြိုးလို့မရဘူးယောဂီတို့ရဲ့အိမ်ထိလာပြီးတော့မှအနာကပြိုးရတာအဲ့ဒီလိုတစ်ခေါက်ဝင်လာဖို့လေယောဂီတို့အတားအဆီးတွေအများကြီးစဉ်းစားကြည့်မရဘူးဒါကြောင့်ပိုက်တာဖြစ်သွားရင်တောင်မှအကူညီတောင်းဖို့ဟာအလွန်ခဲယဉ်နေမလွယ်ဘူးဒါပြင်အဲ့ဒီဘဝမှာသစ်ပင်ပေါ်မှာပဲဒီတိုင်းနေပြီးတော့သက်သက်လုံးကြည့်နှစ်ပေါင်းဘယ်လောက်ကြာမှန်းလေးမသိနှစ်ပေါင်းဘယ်လောက်ကြာမလဲမသိဒါပြင်တို့ဒီလိုမိုးရွာရင်ဘယ်လိုလောက်ကြတယ်လဲတို့ကခန္ဓာကိုယ်ကျုံလို့ရတယ်တရွယ်လေးတရွယ်ရှိရင်တို့ကအဲ့မှာမိုးခိုလို့ရတယ်တစေဖြစ်ရင်တစေကသစ်ပင်ပေါ်ဒီတိုင်းရှည်ထောင်းနဲ့တက်သလားဆိုတော့ဒီရှည်ထောင်းနဲ့မတက်ဘူးတက်မင်းလို့စိတ်ကူးလိုက်တယ်ရွှေဆိုတက်ဆင်းမယ်ဆိုရင်လည်းတခါတည်းခေါင်းကနေရေပြားပြီးတော့တန်းပြီးဆင်းမိကြောင်ရေထည့်သွားတယ်လို့တခါတည်းရှော့ဆင်းလာတော့တာတလန်းရှင်းတခါတည်းဂိုင်းနဲ့ဂိုင်းပြီးဆင်းရတဲ့အမျိုးမဟုတ်ဘူးယောဂီတော့တခါတခါကြားဘူးလေမဟာတရေကြီးတခါတည်းခေါင်းနဲ့နေဆင်းလာတာတော့ပါတော့တကယ်အဲ့ဒါတကယ်ရှိတယ်ဒါဆိုရင်စဉ်းစားအဲ့ဒီဘဝမှာမစားရမတော့ရနဲ့မစားရမတော့ရနဲ့အဲ့ဒီဘဝကနေကျွတ်လွတ်ခါနီးဆိုရင်ကုသိုလ်တွေပါတယ်အမြတ်တွေပါတယ်ရရင်လေရပြီးတာနဲ့ရှင်းရှင်းလူဖြစ်တာမဟုတ်ဘူးအမြတ်တွေပါတယ်ရပြီဆိုတာနဲ့အရင်ကအဆွေတွေရှိတဲ့အကောင်တွေကအဆွေတွေပျောက်ဝင်လူပုံတရံဖြစ်သွားပိုက်တာတော့ပိုက်တာပဲပိုက်တာကလူပုံတရံလေးပေါ့အမျိုးသမီးဆိုရင်လေတာမန်အမျိုးသမီးပုံတရံအမျိုးသားဆိုရင်လည်းတာမန်အမျိုးသားပုံသဏ္ဍာန်လေးဖြစ်ပြီးတော့မှအဲ့ဒါသူလူဖြစ်မဲ့လူကိုကြည့်ရင်နဲ့သူ့ကိုတရုတရားတွေ့ပြီဆိုရင်သူ့နောက်ကိုပဲလိုက်ရှင်တော့တာသူနဲ့ပဲနေခြင်းနဲ့သူနဲ့ပဲလိုက်ခြင်းနဲ့အဲ့ဒီလိုစိတ်ကလေးဖြစ်ပြီးတော့အဲ့ဒါလိုက်သွားရင်အဲ့ဒါဟိုဘက်မှာပရိသန်တွေနေပြီးတော့လူတွေပါတယ်ဖြစ်တယ်ဒါဖြင့်သူတို့ဘဝဖြစ်သွားရင်လေအမြတ်ရဖို့လေးမလွယ်သလိုအဆက်ဆက်အရာရာအကုန်ခဲရင်းနေယောဂီတို့နဲ့လည်းကွန်တက်လုံးလို့မရတော့ကွန်တက်လုံးလို့မရဘူးအဲ့ဒါကြောင့်ဘုန်းဘုန်းတို့တခါတခါသုတ်တန်တွေသွားရင်သူတို့ကဘာပြောလဲဆိုတော့အိမ်ဘက်ကိုပဲလက်ညှိုးထိုးပြအိမ်ကိုပဲပြန်ခြင်းနေသို့မဟုတ်အိမ်ဘက်ကိုပြောပေးပါပြောမနေနဲ့ယခုငါပြောတာပဲနားထောင်အဲ့ဒီလိုတခါလေးပြောရအိမ်ကိုလွန်းတယ်အိမ်ကိုအကူကြီးတောင်းမယ်ပေါ့ငါဒီမှာရှိတယ်ဆိုတာပြောခြင်းနဲ့ပြခြင်းနဲ့သူတို့မှလေသူတို့ရဲ့ဒုက္ခဒါကြောင့်ယောဂီတို့စัจ जा ရောအပါရတကဂေဟတတိတာအပေလေးပုံသောများရောက်သွားခြင်းတော်တော်လေးမလွယ်ဘူးဒါပေမဲ့တစ်ဖက်မှာအဲ့ဒီအပေလေးပုံသည်
ကိုရဲ့နေအိမ်တရဝါတို့ရဲ့နေအိမ်တဲ့သွားလို့မကောင်းဘူးသွားလို့မကောင်းဒါဆိုရင်ဘုံဘုံတော်ယောဂီတို့ရဲ့ရည်ရွယ်ချက်ကမြို့တွေတက်ပြီးတော့တထေးကြီးလုံဖို့လေမြို့တက်လာတယ်ဆိုတာရွာပြန်ပြီးတော့နွားကြောင်းဖို့မဟုတ်ဘူးကြွေးကြောင်းဖို့မဟုတ်ဘူးလက်ဖက်တွေခုနေဖို့မဟုတ်ဘူးတောင်ရတွေလုံနေဖို့မဟုတ်ဘူးမြို့ကိုတက်ပြီးတော့တထေးလုံဖို့မြို့ကိုတက်ပြီးတော့မြို့ကိုအုပ်ချုပ်ဖို့မြို့ကိုတက်ပြီးတော့နိုင်ငံကိုအုပ်ချုပ်ဖို့တက်လာတာအဲ့ဒီဥပမာလိုပဲယခုလေးပဲနိဗ္ဗာန်ကိုရောက်ဖို့နတ်ပြည်ကိုရောက်ဖို့ဒီထက်ကောင်းတဲ့ဘုံဘဝကိုရောက်ဖို့ဆိုတော့ဘုံဘုတော့ဘာလုပ်ရမလဲဒါနသီလဘာဝနာတွေကိုကြိုးစားပြီးတော့လုပ်ရမယ်ဒါနပေကံခြင်းစွန့်ကြည်ခြင်းမရှိရင်30ဖြစ်ရင်တော့မှလေဟောသူများလွှင့်ပြထားတဲ့အစားအသောက်တွေကောက်စားလို့မရဘူးတဲ့ဘုံဘုံငယ်ငယ်တုန်းကတခါတွေ့ဘူးတယ်ကိုရင်ဘဝအသက်18 19လောက်ရှိဘုံဘုံဆွမ်းခံတဲ့အိမ်ကတခါကြီးတယောက်ကနေမကောင်းဘူးတဲ့အရှင်ဘုရားမြောက်ကလာဆေးရုံမှာတင်ထားရလို့မေတ္တာပို့ပေးပါအောင်ဆိုတော့အဲ့လိုလျှောက်လိုက်တယ်3-5ရက်တပတ်ကိုကလေးစကားလေးမပြောဖြစ်တော့မမေးဖြစ်ဘူးပေါ့ကောင်းသွားပြီလားမကောင်းသွားဘူးလားလေမမေးဖြစ်ကိုအာယုံနဲ့ကိုပဲဆိုတော့အဲ့ဒါနဲ့နောက်တပတ်စင်းလောက်ကြာတော့အဲ့ဒီတကားကြီးကိုဘုံဘုံကစွန့်ခံရင်းနဲ့သူ့အိမ်ထစ်ကိုမဝင်ခင်လေးတွေ့အဝိကပဲနှမ်းမြင်တကားကြီးကရှေ့ကရေမြောင်းမှာဘာလေးမသိလိုက်ရှာတယ်အဲ့ဒီတော့ကမနေ့သတင်းကြွခါလာဆိုတော့ရေတော့နည်းနည်းကြံသေးတယ်အဲ့ဒီတော့ကမြောက်တကုံဆိုတော့ရန်ကုန်မြောက်တကုံဟိုဘေးမှာခုလောက်တော့ develop မဖြစ်သေးဘူးအဲ့ဒီတကားကြီးကအိမ်ရှိလိုက်ပြီးတော့ချားပွေးနေတာဟောတကားကြီးနေကောင်းသွားပြီအိမ်ရှိဘာလုံးနေလဲမသိဘူးပေါ့ရေမြောင်းထစ်ရေမြောင်းကတော့2000လောက်နဲ့ပဲထင်တယ်ရေမြောင်းကခက်ကြီးကြီးအဲ့ဒီနဲ့မှသူသွားနေတယ်တခုခုချားပွေးနေတယ်သူကအဲ့ဒါနဲ့ဘုံဘုံလေဩတကားကြီးနေကောင်းသွားပြီထင်တယ်ပေါ့အဲ့ဒါနဲ့အိမ်ထစ်လေးဝင်သွားရောဝင်သွားတော့ထိုင်တာနဲ့ရေတံဘူးတဘူးရေတံဘူးကြီးတဘူးနဲ့အထောက်တထောက်လာလောင်းတယ်အရှင်ဘုရားတဲ့အဖေကအိမ်မက်ပေးလို့တဲ့ရေမတော့ရလို့ဟမ်မဒီရှေ့ကပဲတွေ့လိုက်တယ်ဘယ်လိုလို့အိမ်မက်ပေးနောက်တော့မှစဉ်းစားကြည့်တော့ကြံတဲ့ပုံကိုယ်တွေမေးကြည့်တော့ကိုကလည်းမသိဘူးလေအိမ်မက်ပေးတာရေမတော့ရတာလေအဲ့ဒီတုန်းကလည်းအဲ့လိုမသိကြောင်းရောက်တော့မှကြံတဲ့ဥစဉ်တွေမေးကြည့်တယ်ရှင်ပြဒီလိုပြောတယ်တပည့်တို့လည်းတွေ့လိုက်တယ်အဲ့ဒါရေမတော့ရဘူးလို့ပြောတာဘာလို့ပြောတာလဲဆိုတော့ဟေးမဟုတ်ဘူးအဲ့ဒီတကားကြီးကဆုံးပြီတဲ့အဲ့ဒါကိုရင်ကိုပြတာဖြစ်လိမ့်မယ်ကိုကတော့မသိဘူးအဲ့လိုတွေ့လိုက်တယ်ဆိုတော့ယောဂီတို့ရေရှိပေမဲ့ရေမတော့ရအဲ့ဒီတကားကြီးကအရင်ကဆွမ်းခံကြွရင်လည်းဘယ်တော့မှဆွမ်းမလောင်ဘူးသူမျက်မှန်ကိုနှာခေါင်းဖြတ်မှန်တက်ပြီးသတင်းစာကြည့်ချင်အောင်ဆောင်ကြည့်မကြည့်တော့မသိသတင်းစာကြည့်ပြီးတော့ဟဲ့ကိုရင်လာတယ်သူမကြားတကြောက်ဟိုနောက်ဘက်ကလူကမကြားကိုကဒီမှာထိုင်ဆောင်နေရတာစိတ်တွေတိုးလို့ဒီတခါကြီးတော့ငါထက်လို့ခတ်တော့ဆွမ်းလေးလောင်းရသေးတယ်ကိုရင်စီအတီးလေးခံရတော့မခေါန့်တော့အကြာကြီးတခွန်းသူကအတန်မထွက်တထွက်နောက်ဘက်ကလှမ်းပြတော့နောက်ကဒကမကြီးကမကြားကိုယ်မှာနောက်အိမ်ကိုလည်းဆွမ်းခံကြွဖို့ကလိုသေးသူ့အတန်သူ့လေးထိုင်နေတော့ထပ်ပြန်လာလို့လည်းမကောင်းငယ်ငယ်တုန်းကတော့တိုက်လူရှင်နေမျိုးရှောင်းနေပါတယ်ဆိုလို့မှထွက်မလာရင်ဘုံမှာပြန်ထွက်လာတာစောင့်မနေတော့စိတ်ကခတ်တော့ယခုဒကာကြီးကလည်းဘေးနာထိုင်နေတယ်ထိုင်နေတော့ဟောဒကာကြီးကလည်းမကြားတကြလှမ်းအော်တော့နောက်ကလည်းထွက်မလာထပ်ပြန်ဖို့ကလည်းသူကလည်းကိုယ်ဘေးနာမှာထိုင်နေတော့ပြန်လို့ကမကောင်းတော်နေရထိုင်ရခက်တယ်အဲ့ဒီအိမ်ရောက်ကုသိုလ်စိတ်ကလည်းနည်းနည်းနေတွေနဲ့တူပါတယ်အဲ့ဒါကြောင့်သူကရေတွေ့တာတော့မှရေရှိတာတော့မှရေရှာလို့မရဘူးသူအဲ့ဒီလိုလေဘုံဘုံတော့မျက်ဝါးထင်တဲ့တခါကြုံဘူးတယ်ဒါကြောင့်ယောဂီတော့
သေသွားမှပြဿနာတက်တာအကြီးကြီးမသေးခင်ဘာမှမဖြစ်ဘူးမသေးခင်ကနောက်ဆုံးကိုယ့်အကောထမင်းတနတ်တော့ဘလို့ပဲရှာဖွေစားတော့လို့ရသေးတယ်သေသွားရင်အဲ့ဒီလိုပိဋ္ဌာဘုံဘဝများဖြစ်သွားရင်လေရေတောက်ဖို့တောင်မှမလွယ်ဘူးတဲ့ရေတောက်ဖို့တောင်မလွယ်ရုပ်ရည်ကတော့အဲ့ဒီလူဘဝကအတိုင်းပဲကိုယ်ရင်ဆွမ်းခံကြွလာတယ်လို့ပြောဖို့ရတဲ့အတွက်ကြောင့်အဲ့ဒီရုပ်ရည်ထွက်တာနဲ့တူပါတယ်ဒါမဲ့သူကစိတ်ကစိတ်မပါတော့ရေတောင်မတော့ရချဘူးအဲ့ဒီလိုလေကြုံဘူးတယ်ဒါကြောင့်အပေလေးဘုံတော့များရောက်သွားရင်ယောဂီတော့မသက်သာဘူးတဲ့အပေလေးဘုံတော့များရောက်သွားရင်မသက်သာဒါဖြင့်အပေလေးဘုံတော့မရောက်ရေးအတွက်ဘာလုပ်ရမလဲဟောဒီတတိပဋ္ဌာန်ကိုကျင့်ရမယ်ယခုယောဂီတော့ကျင့်တဲ့တရားကအခက်ကြီးမဟုတ်ဘူးမြင်ရင်မျက်စိစော်တဲ့ပစ္စည်းကရိယာဒီသဘာဝတရားအဲ့ဒီကမြင်တာနာစောတဲ့သဘာဝတရားကမြင်တာခန္ဓာကိုယ်တွေ့တိဆိုတဲ့သဘာဝတရားကပူလိုက်အေးလိုက်ဖြစ်နေတာစိတ်ဆိုတဲ့သဘာဝတရားကတွေးနေတာသိနေတာဒါတွေဟာငါမဟုတ်ဘူးဘာဖြစ်လို့ငါမဟုတ်တာလဲကိုယ်သဘောကိုယ်အလိုပြင်ဟဲ့ဒီလိုသိပါဟောလို့မသိပါနဲ့လို့ပြောလို့မရဘူးကြားဖို့အတွက်လေကိုယ်တခုမှလုံးလာပြုလို့မရတော့လို့ကြားနေတာကောလေတော်ပြီလို့သွားပြောလို့မရဘူးဒါကြောင့်မြင်နေတာဒီလေယောဂီတော်နဲ့မဆိုင်ကြားနေတာဒီလေယောဂီတော်နဲ့မဆိုင်တွေ့ထိနေတာဒီလေယောဂီတော်နဲ့မဆိုင်သိနေတာဟာလေယောဂီတော်နဲ့မဆိုင်ဘူးလို့ယောဂီတော်အဲ့ဒီဓမ္မကိုအိမ်ကိုရောက်ရင်လေအဲ့ဒါကိုနှလုံးသွင်းအိမ်ကိုရောက်ရင်လေတစ်ချက်နှလုံးသွင်းရမယ်နှလုံးသွင်းရင်မနေ့ပြန်လာတဲ့အခါမှာပို့ပြီးတော့တရားတိုးတက်လာလိမ့်မယ်လို့ပြောလို့ရင်းနဲ့ဣတရားဓမ္မကိုဏိဂုံးကံပဆုံးသပါသည်ယောဂီအပေါင်းသူတော်ကောင်းတို့ကံဘုံဘုံတို့မေတ္တာပို့ကြမယ်ဒီစာရွက်ရဲ့နောက်ဘက်မှာပါတဲ့စာပိုက်လေးနဲ့ကြည့်ပြီးတော့မေတ္တာပို့ကြမယ်ယောဂီတော်မနေ့ပြန်လာရင်လေဒီစာရွက်ကိုပြန်ယူလာခဲ့ပါမယ်စာရွက်မပါရင်ထောင်းနဲ့နှစ်ချက်အရိုက်ခံမေတ္တာပို့ဆိုပြီးတော့နောက်ဘက်မှာစာပိုက်လေးပါပါတယ်ကံအလုံးဆိုကြမယ်ယောနာနာပြာဤခန္ဓာရှမ်းသာကိုယ်စိတ်မြေပါစေဥပ္ပယံဘေကင်းစင်ဝေငြိမ်းအေကြပါစေတရားဟောတရားနာပုဂ္ဂိုလ်မှာရှမ်းသာကိုယ်စိတ်မြေပါစေဥပ္ပယံဘေကင်းစင်ဝေငြိမ်းအေကြပါစေဆွေမျိုးရင်ရှာအလုံးမှသာကိုယ်စိတ်မြေပါစေဥပ္ပယံဘေကင်းစင်ဝေငြိမ်းအေကြပါစေမိုက်ဆွေသဟာအလုံးမှရှမ်းသာကိုယ်စိတ်မြေပါစေဥပ္ပယံဘေကင်းစင်ဝေငြိမ်းအေကြပါစေဘေကံလူရာပုဂ္ဂိုလ်မှရှမ်းသာကိုယ်စိတ်မြေပါစေငြိမ်းအေကြပါစေမရှိမမုန်းပါပုဂ္ဂိုလ်မှရှမ်းသာကိုယ်စိတ်မြေပါစေဥပ္ပယံဘေကင်းစင်ဝေငြိမ်းအေကြပါစေမုံဆိုင်ဝင်ပါပုဂ္ဂိုလ်မှရှမ်းသာကိုယ်စိတ်မြေပါစေဥပ္ပယံဘေကင်းစင်ဝေငြိမ်းအေကြပါစေတို့အိမ်တွင်မှာမြတ်တတကိုယ်စိတ်မြေပါစေဥပ္ပယံဘေကင်းစင်ဝေင
ငြိမ်းအေးကြပါစေတောကြောင့်တွင်မာမြတ်တတရှမ်းသာကိုဆိုင်မြေပါစေဥပ္ပယံဘေကင်းစင်ဝေငြိမ်းအေးကြပါစေတောဝမ်းကျင်မာမြတ်တတရှမ်းသာကိုဆိုင်မြေပါစေဥပ္ပယံဘေကင်းစင်ဝေငြိမ်းအေးကြပါစေတောမျိုးတွင်မာမြတ်တတရှမ်းသာကိုဆိုင်မြေပါစေဥပ္ပယံဘေကင်းစင်ဝေငြိမ်းအေးကြပါစေတောနိုင်ငံမှာမြတ်တတရှမ်းသာကိုဆိုင်မြေပါစေဥပ္ပယံဘေကင်းစင်ဝေငြိမ်းအေးကြပါစေ30ဘုံတွင်မာမြတ်တတရှမ်းသာကိုဆိုင်မြေပါစေကင်းစင်ဝေငြိမ်းအေးကြပါစေသာဓုသာဓုသာဓုပြီးရင်အမြတ်ဝေကြမယ်အမြတ်ဝေတာကဒီနောက်ဆုံးစာမျက်နှာဒီဘက်တစ်မျက်နှာလှန်လိုက်တာ ਨੇ နောက်ဆုံးမတိုင်ခင်တစ်မျက်နှာမှာအမြတ်ဝေဆိုတဲ့စာပိုက်ပါပါတယ်ယနေ့ယခုပြုပြုသမျှဒါနကုသိုလ်သောတည်သမျှသီလကုသိုလ်ပွားများအားထုတ်သမျှသမထဝိပဿနာကုသိုလ်သောကုသိုလ်ကောင်းမှုအစုစုတို့ကိုအကျဉ်းနောက်နှင့်အမြတ်ဘေဝေပါ၏ယခုဘဝတော်စခေကြကုန်သောမိဘဘိုးဘွားဆွေမျိုးတို့အားအမြတ်ဘေဝေပါ၏ရှေးရှေးဘဝတော်စခေကြကုန်သောမိဘဘိုးဘွားဆွေမျိုးတို့အားအမြတ်ဘေဝေပါ၏ဆက်စပတ်သက်သမျှသောနတ်ဒေဝတို့အားအမြတ်ဘေဝေပါ၏အကျွန်ုပ်နေထိုင်ရာအိမ်ကျောင်းတော်ရအတွင်မြို့အတွင်တိုင်းပြည်နယ်အတွင်နိုင်ငံအတွင်ကမ္ဘာအတွင်၌ရှိကြကုန်သောနတ်ဒေဝတို့အားအမြတ်ဘေဝေပါ၏ဘောဓောတရားမင်းနှင့်တကွရွှေရန်များစွာနတ်ဒေဝတို့အားဘေဝေပါ၏ဓာတရတဝိရုလကဝိရုပက္ခကိုဝေရာဟုသောနမင်းကြီးလေးဦးနှင့်တကွရွှေရန်များစွာနတ်ဒေဝတို့အားအမြတ်ဘေဝေပါ၏သာသနာတော်ကိုစောင့်ရှောက်နေကြကုန်သောသာသနာဆောင်နှံတော်အားအမြတ်ဘေဝေပါ၏လောကကြီးကိုစောင့်ရှောက်နေကြကုန်သောလောကဆောင်နှံတော်အားအမြတ်ဘေဝေပါ၏မြေဆောင်နှံရေဆောင်နှံအာဂတဇောယောဂဇောနံတော်အားအမြတ်ဘေဝေပါ၏လောကီဝိဇာဇောကြည်တပတိအပေါင်းယခအပေါင်းတို့အားအမြတ်ဘေဝေပါ၏ငရေတနေယမမင်းကြီးအားအမြတ်ဘေဝေပါ၏30ဘုံကျင်လေနေကြကုန်သောရှိရှိသမျှကြာကြာသမျှသောပုဂ္ဂိုလ်တ attva တို့အားအမြတ်ဘေဝေပါ၏အမြတ်ရကြသည်ဖြစ်ပါစေသာအရှင်ဘုရားအမြတ်အမြတ်အမြတ်
ယူတော်မူကြပါကုန်လောသာဓုသာဓုသာဓုကုသိုလ်အမြတ်အမြတ်အမြတ်ယူတော်မူကြပါကုန်လောသာဓုသာဓုသာဓုကုသိုလ်အမြတ်အမြတ်အမြတ်ယူတော်မူကြပါကုန်လောသာဓုသာဓုသာဓုအကျွန်ုပ်သည်အရိယာသူတော်ကောင်းများပေးဝေအပ်သောအမြတ်နှင့်မေတ္တာဓာတ်ကိုလည်းခံယူပါကုန်၏သာဓုသာဓုသာဓု